ကျွန်တော်ကတော့ပေါ့ပေါ့ပပပဲလက်ထဲက secret တို့ကိုမြေကြီးပေါ်လွှတ်ပစ်လိုက်တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလို secret တို့ကကောင်းကင်ဘော်ကနေပြန်ကျလာပြီးကျွန်တော်ကော်ဖီခွက်ထဲကိုတက်တက်ကြီးကျလာတော့တာပဲကျွန်တော်ဘာလို့ရမှန်းမသိခင်ပါတယ်အပေါ်ကနေ secret တို့တွေအများကြီးထက်ကျလာပြန်တယ်အဲ့ဒီအချိန်မှာတန်ရှင်ရဲ့အဖိုးအိုတယောက်လမ်းလျှောက်လာပြီး secret တို့တွေကိုအမိုက်ပုံနဲ့ပဲထည့်တင်တယ်လို့ကျွန်တော်ကိုလာပြောတယ်ဒါပေမဲ့ကျွန်တော်ကဂယုမဆိုင်တဲ့အပြင်သူ့ရဲ့အလုပ်ကိုတောင်လှောင်ပြောင်းလိုက်သေးတယ်သူကဘာမှပြန်မပြောပဲပြုံးယုံတင်ပြုံးပြီးမြေကြီးပေါ်က secret တို့တွေကိုကောက်နေတယ်ပြီးတော့သူကအကျိုးပေးဆိုတာကြားဘူးလားမင်းတို့တမအရာအလုံးဟာမင်းစီကိုအစတရလောက်ပြန်လာလိမ့်မယ်ဟဲဟဲလို့ပြောလိုက်တယ်သူစကားကိုကြားတော့ဒီအဖိုးကြီးယူနေပြီလို့ထင်ပြီးကျွန်တော်လက်ထဲကကော်ဖီနဲ့သူ့ကိုပတ်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်လမ်းလျှောက်လာတဲ့လူတစုကကျွန်တော်ကိုတွန်းလဲပြီးရေတွေနဲ့ပြန်ပတ်တော့တာပဲအခုမင်းတို့တမကပိုပြင်းထန်တဲ့အားနဲ့ပြန်လာပြီလေမင်းကတိတ်တော်တာပဲဟုတ်လားမင်းကတန်ရှင်းရေးသမားပဲဟာအဲ့ဒီလိုဖြစ်နေတာတော့ကျွန်တော်ကတော့အဖိုးကြီးပြောတာကိုမယုံသေးပါဘူးအရာအလုံးဟာတိုက်ဆိုင်မှုလို့ပဲထင်နေတော့ပဲအဲ့ဒီနောက်မှာတော့တနာလို့ဆိုပြီးအကျွေးစေးတစ်စေးကိုသူ့ကိုပေးလိုက်တယ်အဲ့ဒီတင်းငယ်တဲ့လောက်ရက်လေးကကျွန်တော်ကန်ကျမကိုပြောင်းလဲပြစ်တော့မယ်ဆိုတာကျွန်တော်မသိခဲ့ဘူးကျွန်တော်ကားတကားဖွင့်ပြီးတက်မလို့လှုပ်တုံးမှတင်ဘေးနားကတန်းဆက်ကနေပတ်စံတွေမရက်မနာထွက်လာတော့တာပဲကျွန်တော်ပြေးလွှားသွားကြည့်လိုက်တော့ပတ်စံတွေကအများကြီးပဲဘယ်သူမှလည်းရှိမနေတာနဲ့အဲ့ဒီပတ်စံတွေကိုအိတ်ကက်ထဲအကုန်ထည့်လိုက်တယ်အဲ့ဒီအချိန်မှာတော့တန်ရှင်းရဲ့အဖိုးကိုပြောတာကိုကျွန်တော်ယုံသွားပြီးကျွန်တော်ပေးလိုက်တဲ့အကျွေးစေးလေးကတကယ်ပဲအဆက်တရပြန်ရောက်လာတာပဲဒီပတ်စံတွေနဲ့ကျွန်တော်ကုသိုလ်ဖြစ်စေရုံကိုတန်းသွားပြီးအကုန်ယူဖို့ဆုံးဖြတ်လိုက်တယ်ဒါဆိုရင်ကျွန်တော်ကတန်းကြတွဲတထေးဖြစ်လာတော့မှလေတွေဝေမနေပဲဖောင်ပေါ်မှာလက်မှတ်ထိုးလိုက်ပြီးအံ့ဖွယ်တစ်ခုခုဖြစ်လာဖို့ဘေးနားမှာဆူတောင်းနေလိုက်တယ်ဒါပေမဲ့အကြာကြီးစောင့်နေတာတော့ဘာမှဖြစ်မလာဘူးလိန်ခံလိုက်ရပြီလို့ထင်ပြီးပတ်စံပြန်ပေးဖို့ဒရိုက်တာကိုချက်ချင်းသွားပြောတော့တယ်ဒရိုက်တာကစိတ်မကောင်းဖြစ်နေတဲ့မျက်နှာနဲ့လူနာတွေကိုအလူရှင်ရှိပြီလို့ပြောပြီးသွားပြီးအခုမှပြန်ဖြစ်မယ်ဆိုရင်သူတို့ရဲ့မျှော်လင့်ချက်တွေပျက်စီးကုန်လိမ့်မယ်လို့ပြောရှာတယ်ဒါပေမဲ့ကျွန်တော်ကဂရုမစိုက်ဘူးကျွန်တော်ပတ်စံပြန်ရဖို့ပဲအရေးကြီးတယ်ကျွန်တော်ကတင်းခံနေတော့ဒရိုက်တာလည်းမတက်တာပဲသဘောတူလိုက်ရတယ်ပတ်စံတွေပြန်ရတော့မှပဲကျွန်တော်စိတ်အေးသွားတော့တယ်အဲ့ဒီအချိန်မှာပဲ nurse မလေးတယောက်ကအခန်းထဲကနေမိန်းကလေးငယ်လေးတယောက်ကိုဝီချဲနဲ့တွန်းထုတ်လာတဲ့ကောင်မလေးကကျွန်တော်ကိုမြင်တော့ပြုံးပြီးနှုတ်ဆက်တယ်အဲ့ဒီခဏလေးမှာပဲကျွန်တော်စိတ်တွေပြန်ပြောင်းသွားပြန်တယ်ဒရိုက်တာကပြောပြတယ်အဲ့ဒီကလေးမလေးမှာရှားပါယောဂရှိနေတာတဲ့သူမကဝီချဲပေါ်မှာပဲနေရပြီးပြန်ကောင်းဖို့အခွင့်အလမ်းကတိတ်နေတယ်ပို့ဆိုးတာကသူမရဲ့မိသားစုမှာရှိသမျှတွေလည်းအကုန်ကုန်သွားပြီတဲ့အဲ့ဒါကိုကြားလိုက်ရတော့ကျွန်တော်နောင်နာတွေနဲ့ပြည့်သွားတယ်ဒါကြောင့်ပတ်စံအားလုံးကိုပြန်လူလိုက်ပြီးစိတ်ပြန်မပြောင်းခင်အမြန်ပဲထွက်လာခဲ့လိုက်ပါတော့တယ်